ဒါကတော့နိုင်ငံခြားကအကိုကြီးတယောက်ကင်မရာနဲ့ရိုက်မိခဲ့တဲ့ဖြစ်ရမယ်တခုပါမုစ်တမင်မေမေဟာသူ့ကလေးနှစ်ယောက်နဲ့အတူကိုယ့်အသက်ကိုရင်းပြီးအကိုကြီးရဲ့ကားကိုတားနေပါတယ်စိတ်တွေလောနေတဲ့ပုံမှာပဲသူတို့တွေကလက်မအလင်မှာအကြာကြီးရက်နေပါတယ်သူတို့မျက်ဝန်းကိုကြည့်ရတာမျောလင်းချက်ကင်းမဲ့ပြီးကုညီရမဲ့ဖြစ်နေပါတယ်တရိတ်ဆန်တွေလမ်းတားတယ်ဆိုတာအကြောင်းရင်းရှိကြတယ်တဲ့ကျေးဇူးဆက်မလို့မဟုတ်ရင်အကူအညီတောင်းခံမလို့ပါပဲမုစ်တမင်မေမေကကိုယ့်အသက်ကိုရင်းပြီးတော့တောင်ဒီကိုကြီးသွားနေတဲ့လမ်းမှာပိတ်ရနေတာဆိုတော့အခက်အခဲတစ်ခုခုကြုံနေရလို့ဖြစ်ပါလိမ့်မယ်တမင်မေမေဟာရင်တမုံမောနဲ့ဒီကိုကြီးကိုသူနဲ့လိုက်ခဲ့ဖို့တစ်ချိန်လုံးအချက်ပြနေပါတယ်စိတ်တဘောထားကောင်းတဲ့အကိုကြီးလည်းမုစ်တမင်မေမေရဲ့ဆိုလိုရင်းကိုသဘောပေါက်သွားပြီးသူ့နောက်ကနေထက်ချက်မကွာလိုက်သွားရင်အချင်းနဲ့တွားဆုံစမ်းမှာတော့တယ်တမင်မေမေရဲ့နောက်ကို7မိနစ်ကျော်ကြာလမ်းလျှောက်လိုက်ပြီးတဲ့နောက်မှာတော့6ခန်းနေတဲ့မြေချောင်းငယ်တနေရာစီရောက်သွားပါတယ်တေချာကြည့်လိုက်တော့မှငယ်ရတဲ့မုစ်တမင်တကောင်ကနိုးမြေတွေလှုပ်မရအောင်နစ်နေတာကိုတွေ့လိုက်ရပါတယ်တနာစရာကောင်းတဲ့အတန်နဲ့သူ့ကိုကယ်ပေးကြပါဆိုပြီးအော်နေရှာပါတယ်အဲ့ဒီအချိန်အကိုကြီးလည်းခုနကမုစ်တမင်မေမေအသက်အန္တရာယ်မှုမှုပဲလမ်းပေါ်ကားတွေကိုတားနေတာဟာသူ့ကလေးကိုကယ်ပေးဖို့အကူအညီတောင်းနေတယ်ဆိုတာသိသွားပါတော့တယ်မိခင်မြတ်တာဆိုတာအတော်ကိုကြီးမားလာပါတယ်တနာစရာကောင်းတဲ့မုစ်တမင်ငယ်လေးကိုကြည့်ပြီးအကိုကြီးလည်းချက်ချင်းပဲကယ်ဖို့လုပ်ပါတော့တယ်ကိုကျိုးနဲ့ချီထားပြီးမုစ်တမင်ငယ်စီဒူးထောက်သွားနေပါတယ်ပြည်လာနဲ့မုစ်တမင်ငယ်ရဲ့လေဘင်းကိုကန်ပြီးနှုံးမြေထဲကနေဆွဲထုတ်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့အားကုန်သုံးပြီးဆွဲတာတော့ပေါင်100ကျော်လေးတဲ့မုစ်တမင်ငယ်လေးကလှုပ်မရတော့မှာပဲအကိုကြီးလည်းလက်မလျှော့ပဲမုစ်တမင်ငယ်ရဲ့ခြေထောက်ကိုကန်ပြီးသူ့အပေါင်းပါနဲ့အတူကြိုးစားဆွဲထုတ်နေပါတယ်အခါခါကြိုးစားပြီးတာတော့မုစ်တမင်ငယ်ကနှုံးနဲ့နေတော့မှာပဲချိန်တွေတည်းကုန်သွားတော့အကိုကြီးလည်းအာရင်ကုန်ကန်ပြီးကိုပေါ်မှာလည်းကြိုးဆွဲခံထားရတဲ့အရာထင်းနေပါပြီဒါပေမဲ့လည်းအကိုကြီးကလုံးဝလက်မလျှော့ပဲမုစ်တမင်ငယ်လေးရဲ့ခန္ဓာကိုယ်ကိုနှုံးနဲ့7မိနစ်သွားအောင်မကင်ထားပါတယ်စိတ်ထားပြုစင်တဲ့ပြိတ္တပေါင်းတို့လည်းဆူတောင်းစကားတွေပြောပြသွားပါအောင်နော်တမင်ဆိုတဲ့သတော်ဟာကိုယ့်ရှိခိကလေးကကံကောင်းခြင်းလက်လာပါကိုရင်းညွှန်းဖော်ဆောင်တဲ့အတွက်ဒီဗီဒီယိုကိုကြည့်ချင်နေတဲ့ပရိသတ်တို့လည်းအစဉ်ပြေချုံးမွေပြီးကြီးပွားကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီကိုကြီးရဲ့အဆက်မပြတ်ကြိုးစားမှုကြောင့်မုစ်တမင်ငယ်ရဲ့ရှစ်ချက်တော်နောက်ချက်တော်ပါဆွဲထုတ်နိုင်ခဲ့ပြီးကမ်းပေါ်ကသူ့အပေါင်းပါတွေကလည်းမုစ်တမင်ငယ်လေးကိုကျိုးနဲ့ချီပြီးအတူဆွဲထုတ်ကြဖို့အကြံပေးလိုက်ပါတယ်အကိုကြီးဟာတမင်ငယ်လေးဒဏ်ရာရမှာစိုးပေမဲ့ဒီတက်ကောင်းတဲ့နီးလည်းမရှိတော့တာနဲ့တမင်ငယ်လေးကိုသူ့နဲ့အတူကြိုးချီထားပြီးကမ်းပေါ်ကလူတွေကိုဆွဲခိုင်းမှာတော့တယ်ဒီကယ်ဆယ်ရေးခီးစဉ်ကခက်ခဲပေမဲ့အကိုကြီးဟာခေါင်းနဲ့မထဲပဲဆူရှာတဲ့အနံ့ဆိုးတွေကိုအောင့်ခံရင်းဆက်ကယ်နေပါတယ်အားလုံးအတူဝမ်းဝန်းကူညီပေးမှုကြောင့်နောက်ဆုံးမှာတော့အကိုကြီးရောမုစ်တမင်ငယ်လေးရောနှုံးမြေထဲကနေလွတ်မြောက်သွားပါတော့တယ်ရင်းနဲ့စိတ်ချပြီးတဲ့နောက်မှာမုစ်တမင်ငယ်လေးလည်းလွတ်လပ်မှုကိုရရှိသွားပြီးပျော်ပျော်ရွှင်ရွှင်ပြည့်ထွက်သွားပါတော့တယ်ဇလန်ကဒီနေရာမှာပြီးဆုံးသွားပြီလို့ထင်ရပေမဲ့ဒီမုစ်တမင်ငယ်လေးဟာစောင်းရသည်တစ်ခုမှအိမ်မော်တက်လာပြီးအကိုကြီးနဲ့မိတ်ဖွဲ့ကျင်နေပုံပါပဲသူတို့ရဲ့တငယ်ချင်းတန်ရုံးစင်ဟာလည်းအဲ့အချိန်ကနေစတော့တာပါပဲနောက်နေ့တွေတိုင်းမှာမုစ်တမင်ငယ်ဟာအပေါင်းပါတွေနဲ့အတူအကိုကြီးအိမ်စီပြန်လာကြည့်ပါတော့တယ်အဲ့ဒီမျိုးကလူတွေလည်းဒီမုစ်တမင်တွေနဲ့နေသားကျသွားပြီးမုစ်တမင်တွေကလည်းလူသားတွေနဲ့နေသားကျနေပါပြီဒါဟာလူသားနဲ့တိရစ္ဆာန်တို့အစဉ်ပြေပြေနေထိုင်ခြင်းရဲ့ရလဒ်ပါပဲ